ကိုယ့်ရဲ့စီကံတင်ချက်မှုတွေကကလေးတွေပေါ်ပြင်းထန်လုံးနေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြနေတဲ့လက္ခဏာ၅ခုကိုမိမိတို့သိပြီးကြပြီလားပထမအချက်အနေနဲ့ကလေးကကိုယ့်ကိုအမြဲကြောက်နေမယ်ကိုရောက်လာတဲ့အခါမှာကလေးကချက်ချင်းအတန်တိတ်သွားတာတို့မျက်နှာပြတ်သွားတာတို့ဖြစ်နေမယ်ဆိုရင်ဒါကကိုယ့်ကိုလေးစားလို့မဟုတ်ဘဲနဲ့ကြောက်ရွံ့နေတာကြောင့်ဖြစ်နိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကလေးကအမှားလုံးမိတဲ့အခါမှာဖုံးကွယ်တက်လာမယ်ကလေးတွေကအမှားနဲ့အမှန်ကိုကောင်းကောင်းနားမလည်ကြသေးဘူးအမှားကိုဝင်မခံမနဲ့လိန်ပြောတာဟာသူတို့ကိုအပြစ်ပေးခံရမှာကိုကြောက်လို့ပါနံပါတ်3အချက်အနေနဲ့ကတော့ကိုယ်စကားကိုနားထောင်ပေမဲ့အလှမ်းဝေးနေတယ်လို့ခံစားရတယ်ပေါ့နော်ကလေးတွေဟာကိုပြောတာကိုလိုက်နာတယ်ဒါပေမဲ့လည်းကိုယ်စကားမပြောဘူးသူ့ရဲ့စိတ်ခံစားချက်တွေကိုမမျှဝေဘူးပေါ့ကိုနဲ့အရန်နီးနီးကက်ကက်ရင်းနီးနီးဖြစ်နေတာမျိုးမဟုတ်ဘူးနောက်တစ်ခုကတော့ကလေးတွေဟာသူတို့ကိုသူတို့ယုံကြည်မှုကျဆင်းနေတာမျိုးပေါ့နော်။ဒါကမတော်ဘူး။သမီးကမလုပ်တတ်ဘူး။ဒီလိုစကားတွေမကြာခဏပြောလာပြီးဆိုရင်တော့ဖေမေမေတို့ရဲ့စီကံတွေကသူတို့အတွက်စိုးရင်ကြောင်းကြမှုတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်သူတို့ယုံကြည်မှုတွေပျောက်ဆုံးနေပြီဆိုတာကိုသတိပြုမိစေတိုင်းပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ကလေးတွေကဖေမေမေတွေအနားမှာမရှိဘူးဆိုရင်တော့သူတို့ပို့ပြီးတော့ပျော်နေတတ်တာမျိုးပေါ့ကလေးကကိုမရှိတဲ့အချိန်မှာအဆင်ပြေတယ်ပေါ့ပို့ပျော်နေတယ်ပေါ့မေမေတွေအနေနဲ့အဲ့လိုမျိုးထင်တတ်ကြတယ်အမှန်တော့သူတို့ကကိုမရှိတဲ့အချိန်မှာကိုချမှတ်ထားတဲ့စီကန်းတွေကိုလိုက်နာတာမျိုးမရှိတော့ဘဲနဲ့သူတို့ရဲ့ပုံစံတစ်ခုနဲ့သူတို့တွေလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေကြတယ်ပေါ့နော်ဒါကြောင့်ဖေမေတို့အနေနဲ့သိထားရမှာကတော့စီကန်းဆိုတာအကြောက်တရားအနေနဲ့ထိန်းချုပ်ဖို့မဟုတ်ဘဲနဲ့ဒါကလေးတွေကိုသင်ကြားပေးဖို့လမ်းညွှန်ပေးဖို့ခိုင်မာတဲ့ဖေမေတို့နဲ့အတူတူဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အတွက်ဆိုပြီးတော့သုံးသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ရှင်။